ရေကြီးကတိရှိရှိတောင်ကုန်းစခန်းကိုအေးသိမ့်ပိုက်ဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။အေယာဝတီတိုင်းကြုံပြောခရိုင်ရေကြီးမြို့နယ်ကရွေးသူအစိုးရတပ်ရဲ့တိရှိရှိတောင်ကုန်းစခန်းကိုအာရခတပ်တော်နဲ့ပူပေါင်းမဟာမိတ်တပ်တို့ဇွန်လ20ရက်ကသိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဟုတ်ပါတယ်တိရှိရှိတောင်ကုန်းကိုရလိုက်တာလေသတင်းတွေလည်းတက်နေပါပြီ။ထုတ်ပြန်တာမျိုးတော့မရှိသေးဘူး။ရန်သူအလောင်းတွေနဲ့လက်နက်ခဲယမ်းတွေတော်တော်ရလိုက်တယ်ကြားပါတယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်သူကအာရခ Times ကိုပြောပါတယ်။အာရခတပ်တော်ဟာလက်ရှိမှာရခိုင်ပြည်ပဖြစ်တဲ့နတ်ရီကန်၊ညောင်ကျိုး၊မြောက်စံအမတ344စတဲ့နေရာတွေမှာတိုက်ပွဲတွေဖော်ဆောင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။အေယာဝတီတိုင်းမှာဆိုရင်မြောက်စံအမတ344အမြောက်တပ်ရင်ဟာကြာလူလူဖြစ်လာတဲ့အတွက်ငဝုံမြစ်တစ်ဖက်ကန်အထိစစ်ကြောင်းတွေတပ်ဖြန့်လာခဲ့ရပါတယ်။ခန်းစစ်နေမြေအတိတ်တစ်ခုအရေးပေါ်ရွှေ့ပြောင်းလိုက်ရခြင်းဖြစ်ပါတယ်လို့လည်းသူကအာရခ Times ကိုဆက်ပြောပါတယ်။ဇွန်လ18ရက်ကလည်းအာရခတပ်တော်နဲ့ပူပေါင်းမဟာမိတ်တပ်တွေဟာအေယာဝတီတိုင်းကြုံပြောခရိုင်ရေကြီးမြို့နယ်ယူမအစရှိရွေးသူအစိုးရတပ်ဆွဲထားတဲ့ကြောင်ချရွာအနီးကတပ်စခန်းငယ်3ခုကိုသိမ်းပိုက်ခဲ့ပါတယ်။လက်ရှိမှာတော့ရွေးသူအစိုးရဟာရေကြီးမြို့နယ်ကဖျားကြီးရွာမှာအမြောက်တပ်အထိုင်ချတပ်ဆွဲထားပြီးရွှေရင်မြော်ကုန်းမယန်းချိုမြေရဲနဲ့ကဘာနီဘက်ကိုပါအမြောက်တပ်တွေထပ်ချနေတယ်လို့သိရပါတယ်။